ရဲ့အမှုတော်မြတ်မှာဖခင်သခင်ကအော်သူကတော့အသက်ကြီးပြီသူ့ကိုတုံးစားလို့မရဘူးဆိုဖခင်သခင်ပြောမှာမဟုတ်ဘူးမတည်မချင်းဖခင်ရဲ့အမှုတော်မြတ်မှာဖခင်အမှုတော်ဆောင်လို့ရတယ်ဆိုတာကျွန်တော်တို့တွေ့နိုင်တယ်နော်ဖခင်ရဲ့အမှုတော်မြတ်မှာ तू ကအသက်အရန်ကြီးပြီဆိုတာမရှိဘူးဟာလေလုယာတက်လုံးဖခင်အတွက်နော်အမှုတော်ဆောင်လို့ရတယ်ဆိုတာကျွန်တော်တို့တွေ့နိုင်တယ်ဖခင်သခင်တက်လုံးကျွန်တော်တို့ကအသက်ရှိသေးကျွန်တော်တို့ဖခင်အတွက်ဘာလုပ်နိုင်သေးတယ်လဲဘာတက်နိုင်သေးတယ်လဲဖခင်အသုံးပြုမှာဖြစ်တယ်နော်ကျွန်မကမိုးဆိုးမှာပဲကျွန်မကယောက်ျားလည်းမရှိဘူးကျွန်မကအားငယ်ကိုဟာနေကိုချစ်ဖို့မဟုတ်ဘူးကိုရဲ့အခြေအနေကိုပဲကြည့်တော့လေဘယ်တော့မှဖျားမှုတော့ဆောင်ဖြစ်မှာမဟုတ်ဘူးအဲကြောင့်ကျွန်မတို့မပြည့်စုံတဲ့လူလေနော်အားနဲ့ချက်မျိုးမျိုးနဲ့ပြည့်တဲ့လူတွေပဲဒါပေမဲ့ကိုရဲ့အခြေအနေကိုမကြည့်ဘဲနဲ့ဖျားမြင်တာကိုကြည့်တဲ့အချိန်မှာဖျားသခင်မှာမိုးဆိုးမှာဆိုရင်လည်းဖျားသခင်မှာမရှိဘူးဖျားကလိုအဲ့လိုမိုးဆိုးမှာလည်းအသုံးပြုတာဖြစ်တယ်တက်လုံးတော့အသုံးပြုတာဖြစ်တယ်အဲ့တော့လွယ်လွယ်လေးနဲ့အရှုံးမပေးဘဲနဲ့အဖျားအတွက်တက်ဆုံးတိုင်ပေါ့နော်ပါဝင်တော့အမျိုးသမီးများဖြစ်ဖို့ဖျားခင်ကောင်းချီးပေးပါစေ